ဒီကိုစေဒီလို့ပဲခေါ်ရမယ်ဖယားလို့မခေါ်ဘူးစေဒီတွေမြင်ရင်ဥပမာပကံသွားတယ်အာနန္ဒာတပ်ပင်ညုရွှေစည်းကုံမရှိဘူးလားအဲ့ဒါစေဒီတွေစေဒီလို့မခေါ်ဘဲနဲ့အာနန္ဒာဖယားရွှေစည်းကုံဖယားတပ်ပင်ညုဖယားဟိုဖယားကဘလို့ဒီဖယားကဘလို့အဲ့ဒါဖယားမဟုတ်ဘူးစေဒီဖယားဆိုရင်ခင်ဗျားတို့အသုံးနှုံးနောက်မှအပြစ်တွေသိနေပြီအခုဆင်းတုတော့ကြီးဆင်းတုရွှေဆင်းတုငွေဆင်းတုမရှိဘူးလားအဲ့ဒါဆင်းတုတော့ဩဒိတစေတီဖြစ်သတ်မှတ်ထားတဲ့ဆင်းတုတော့ဖယားမဟုတ်ဘူးအဲ့တော့ငါဈေးကဖယားနှစ်စုဝယ်လာတယ်ဟာပြီးတော့ထိုင်းဖယားလေးတွေဝယ်ခြင်းလို့ဟဲ့ဖယားမလုံးနဲ့ဆင်းတုနော်လာသွားမယ်ဘယ်ဆင်းတုကြိုက်လို့တပြီးတော့ဒီဖယားလေးကြိုက်တယ်မဟုတ်ဘူးအဲ့ဒါဖယားမဟုတ်ဘူးဆင်းတုဖယားနေဝယ်လို့မရဘူးရှင်းလားအသုံးနှုံးနေသုံးနှုံးနေနော်အဲ့တော့ဝဟရမတက်ကျွမ်းတဲ့အတွက်တို့တွေမှာဘုရားခိုင်းတရားခိုင်းသံဃာခိုင်းသိနေတာလေးလည်းမပြောနဲ့တော့